င်းထက်တယောက်နှင်းညစ်ပဖြူကိုကြော်ခိုင်းပြီးထွက်လာခဲ့ပေမဲ့သူ့ခြေလမ်းတွေကခဲဆွဲထားသလိုလေးလံနေခဲ့ပါတယ်။ရင်ထဲမှာလည်းတစ်ခုခုကိုဆုံရှုံလိုက်ရသလိုခန်းစားချက်ကြီးကအတိုင်းတာ။နောက်ပြန်လဲကြည့်ခြင်းတဲ့စိတ်ကိုအတင်းထိန်ချုပ်ရင်အင်းရင်ပြန်လန်းတိုင်းစပိန်ကိုအားကုန်နှင်းလာခဲ့မိတယ်။အိမ်ရုပ်တော့အခန်းထဲမှာတယောက်တည်းအောင်းနေရင်ဂုဏကသူ့လှုပ်ခဲ့တဲ့လှုပ်ရောက်ကိုနောင်တရလာပါတယ်။ငါဘာလို့အဲ့ဒီလောက်ထိရက်စက်မိတာလဲ။ तू ဘလောက်တောင်ဝမ်းနေသွားမလဲလို့ကိုအပြစ်တင်နေပြီမဲ့မာနာကတော့ရှေးကခံနေသေးပါတစ်ဖက်မှာတော့နှင်းရိပ်ဖြူဟာဟိန်းထပ်ပြစ်ချသွားတဲ့နှင်းစီဝါလေးကိုမြေကြီးပေါ်ကနေအသားအရကောက်ယူလိုက်ပါတယ်ပန်းပွင့်လေးမှာမြေမုံအချို့ပေးချနေပေမဲ့သူမကတော့ဒါဟာရွှေတက်တန်မှုရှိနေခဲ့တာပါသူမရဲ့မျက်ရည်တွေကပွင့်တက်လီတွေပေါ်ကိုတဆက်ဆက်ကျဆင်းနေပါတယ်နှင်းဘာနေချိနေတာလဲလာလေသွားကြမယ်ကိုမင်းခန့်ရဲ့ခေါ်တန်းကြောင့်နှင်းရိပ်ဖြူမျက်ရည်တွေကိုအမြန်တုပ်လိုက်ရပါတယ်ဟုတ်လာပြီကိုမင်းခန့်လူပြန်ထူးလိုက်တဲ့သူမရဲ့အတန်ဟာတိုးညင်းလုံးလာပါတယ်ထိုညကပင်ဦးမြို့လေးမှာမိုးသားလေပြင်းတွေကျခဲ့ပါတယ်ဟင်းသက်တညလုံးအိတ်မပြောပဲပတင်းပေါက်ကနေအပြင်ကမှောင်မဲနေတဲ့ထင်းရှူတော်ကြီးကိုငေးကြည့်နေမိတယ်သူ့စိတ်ထဲမှာနှင်းရိပ်ဖြူစီဖုံးဆက်ခြင်းပေမဲ့အားနာစိတ်နဲ့ရှက်စိတ်ကတားဆီးနေသေးပါနောင်နီမနက်ကြောင်ရောက်တော့ဟိန်းတက်ရဲ့မျက်လုံးတွေကနှင်းရိပ်ဖြူထိုင်နေကြခုံနှန်းလေးစီကိုအလိုလိုရောက်သွားပါတယ်ဒါပေမဲ့ခုံလေးကအေးဆက်သိပ်စိတ်လို့ကြောင်းကောင်းလောင်းတီးတဲ့အထိသူမရောက်မလာခဲ့ပါဘူးဟေ့ကောင်ဟိန်းတက်မင်းသိပြီလားကျော်စွာကအမောတကောနဲ့ပြေးလာပြီးမေးလိုက်ပါတယ်ဘာကိုလဲကွာချွေးပြေးဖောစမ်းပါနှင်းရိပ်ဖြူလေးသူဒီနေ့မနက်ပဲရန်ကုန်ကိုပြန်သွားပြီတဲ့သူ့အခေစီကိုရန်ကုန်ကအရေးကြီးဖုန်းလာလို့မိသားစုလိုက်ချက်ချင်းပြန်လိုက်သွားကြတာကျောင်းတောင်ခဝက်စာတင်သွားတယ်လို့ကြားတယ်ဟိန်းတက်လက်ထဲကစားအုပ်တွေမြေကြီးပေါ်ကိုဖြုတ်သွားပါတယ်တကဘာလုံးရုတ်တရက်မှောင်မဲအတိကြားသွားသလိုပါပဲနုစစ်စကားလေးတခွန်းတော့မပြောခဲ့ပဲသူချစ်တဲ့သူကဝေးလံတဲ့အရက်ကိုထွက်ခွာသွားခဲ့ပြီသူမနေ့ကပြစ်ချခဲ့တဲ့နှင်းစီဝါလေးသလိုသူ့ရဲ့အချစ်ဦးဟာလည်းနာကျင်မှုတွေနဲ့အတူလွင့်ထွက်သွားခဲ့ရပါပြီဟိန်တက်ချောင်းဝင်းတဲ့ကနေအပြင်ကိုအယူတယောက်လိုပြေးထွက်သွားမိတယ်ဒါပေမဲ့လမ်းမပေါ်မှာမြည်နေရတာကတော့အေးဆက်တဲ့ညူနှင်းတွေနဲ့ဝေးခွာသွားတဲ့ကားလမ်းမကြီးပဲရှိပါတော့တယ်